ချိန်ရာသီတွေကုန်ဆုံးသွားခဲ့တော့လေမင်းကိုတော့မမေ့ရခဲ့ပါဘူးမောင်ရေမလွယ်သာလို့အဝေးတနေရာခွဲခွာနေရပေမဲ့ရင်ထဲမှာတော့သောကအလွမ်းလေးများနဲ့တတိယတန်းတာဆေးပါလေလေးဝီမာနွယ်နောင်လို့စမ်းကြောင်းလေးရဲ့ခေါ်ဆောင်ရလိုက်သေးညွတ်ကိုင်းပေးတဲ့မုံမခပင်ကိုင်းလေးများပါမမေ့ရဲ့ချစ်တီလေပျော်ပြောင်းနူးညံ့မှုတွေနဲ့တူနာခိုသူရင်တဲ့အေးမြချင်သာပေးခဲ့ပါတယ်ຫນွေရောက်ပြန်တော့လေရှောက်ခဲ့တဲ့မြေနီလမ်းလေးမှာအထီးချမ်းတယောက်တည်းရှောက်နေမြဲပါလေဒီချောင်းလေးနံပေမုံမခပင်အိုအရေးအောက်မှာအလွမ်း